စမိတ်ကလေးကလာနော်ဘာလို့မလဲအယောင်ဆုံးပါဘယ်လိုကာလာဆုပ်ပြရမလဲ ဟိုဟာဆရာစိတ်ကြိုက်နည်းနည်း စိတ်ကြိုက်ဆုံးပြရပြီချွတ်တော့မချွတ်ချင်ဘူးနော်ချွတ်စင်မသုံးချင်ဘူးချွတ်စင်မသုံးချင်မဲ့နဲ့ဟောပုံမှန်လူတိုင်းဆိုနေကြတဲ့အယောင်တန်းနည်းနည်းလေးကွဲအောင်မချွတ်ဖဲနဲ့လည်းဆန်းဆန်းလေးနဲ့ထွက်ရမယ်မိုက်နဲ့မိုက်ရမယ်အဲ့ဆိုရင်ယုံကြည်လိုက်ပြီပေါ့နော် အလိုက်ပြီ ကတော့ဆက်မယ် I've been chasing so long, every right that feels wrong. Rather be with you instead. There's something about it right here, got me seeing so